ဇီပုတော်ချက်တဲ့နဲ့တယောက်စားလို့ရမယ်ခောက်တဲ့တော့ဆိုလို့ရှိရင်စိတ်ဝင်စားလားညဘက်ပတ်စားလို့ပဲဖြစ်ဖြစ်အချိန်မရလို့ပဲဖြစ်ဖြစ်10မိနစ်တွင်တော့စားလို့ရခောက်ဆွဲတုံးလေးကိုမျှဝေပေးချင်ပါတယ်သိချင်နေဆိုလို့ရှိရင်ဒီဗီဒီယိုလေးကိုစောင့်ကြည့်သားပြီနော်ဇောနေနေဆိုတော့ခောက်ဆွဲပြုတ်ထားပြမှာဖြစ်ပါတယ်ခောက်ဆွဲလေးပြုတ်ဖို့ဆိုလို့ရှိရင်ကျန်တဲ့တစ်စိတ်ကိုသုံးပြီးတော့ပြုတ်ပေးထားမှာဖြစ်ပါတယ်ဆိုတော့လက်ကခောက်ဆွဲလေးကိုသုံးပေးထားဖြစ်ပါတယ်ဒီခောက်ဆွဲလေးအရန်ကြိုက်လို့ပေါ့နော်ဒါလေးကိုဆိုတော့3မိနစ်ဝန်းကျင်လောက်ပြုတ်ပေးထားမှာဖြစ်ပါတယ်ကိုကအပြောအမားစိုက်တဲ့ပုံမတည်ပြီးတော့ပြုတ်လို့တရားပါတယ်ရှင်ဆိုကတော့အနေတော်လေးပဲပြုတ်ထားကြိုက်ပါတယ်3မိနစ်လောက်ပြုတ်ထားတဲ့အချိန်တွင်းမှာဆိုလိုတဲ့ဟာလေးပြင်ဆင်မယ်ပေါ့နော်လိုတဲ့ဟာလေးကတော့ဆိုဒီဘက်မှာဆိုလို့ရှိရင်ဒါကဆိုထိထားရဲ့ပမာဏအတိုင်းပဲပေါ့နော်ချက်သားမောစာဟင်းချုံမောနောက်ပြီးတော့ကြာတော့ဆိုဒီမှာဆိုလို့ရှိရင်ရောက်ကောင်းကလည်းမှုရဲ့ပပဖြစ်ပေါ့နော်နောက်ပြီးလို့ရှိရင်နက်ပင်ငရုတ်သီးစိမ်းကတော့စားနိုင်တဲ့လောက်ထဲပေါ့နော်ဒီဘက်ကတော့ငရုတ်သီးအကြက်မုံထည့်ပေးထားတယ်ငရုတ်သီးအကြက်မုံကလည်းကိုကအဆက်စားတဲ့ပုံမူဒီထည့်လို့ရတယ်ဟိုဘက်ကအယောင်လေးလောင်လို့ပေါ့နော်ငရုတ်သီးအခွဲချန်လေးထည့်ပေးထားရပေါ့နော်နှမ်းကတော့အဓိကတက်ပါတကယ်လို့တကယ်ချင်းတို့ကပဲသီးတွေပါကြိုက်တယ်ဆိုလို့ရှိရင်ထပ်ထည့်လို့ရပါတယ်ကျက်သွန်မိတ်ထပ်ထည့်လို့ရပါတယ်ငရုတ်သီးခွဲချမ်းမစားချင်ဘူးဆိုလို့ရှိရင်လည်းအယောင်တင်မဟုတ်ပေါ့နော်ငရုတ်သီးအယောင်တင်မထည့်လို့ရပါတယ်ပေါ့နော်ဆိုတော့ပြောတဲ့အားလေးပြင်ပြီးဆိုလို့ရှိရင်တော့ခောက်ဆွဲလေးရလေ3မိနစ်လောက်ဝင်ကျင်လောက်ရှိပေါ့နော်ဒီချိန်မှာဆိုခောက်ဆွဲလေးရလေရပြီပေါ့ဆိုကြည့်လိုက်တယ်မော်ကြည့်လိုက်တဲ့ချိန်မှာခောက်ဆွဲလေးရပြီခောက်ဆွဲလေးရပြီဆိုတော့ဆိုပကံတစ်ခုထဲမှာပေါ့ရေထည့်ပြီးတော့အဲ့တဲကိုဆိုတော့စိတ်ကတာပေးရမှာဖြစ်ပါတယ်စိတ်ကတာပြီးပြီဆိုလို့ရှိရင်ဆိုရေရေးလေးနဲ့တေချာပေါ့နော်2တက်3တက်လောက်စိတ်ပေးလိုက်မှာဖြစ်ပါတယ်ဒီနားမှာတော့အတိတ်ကတည်ထားပြီးစိတ်ပေးရမှာပေါ့နော်ရေမစိတ်ဘူးဆိုလို့ရှိရင်ခောက်ဆွဲရပေါ့နော်သူကစီစီထွေးဖြစ်သွားတတ်ပါတယ်ဒါလေးကိုဆို2တက်3တက်လောက်စိတ်လိုက်ပါရှင်ရေရေးလေးနဲ့တေချာလေးစိတ်ပေးလိုက်တာဖြစ်ပါတယ်ရေးနဲ့ဆရာပုံပြစားကောင်းတယ်ပေါ့နော်ခောက်ဆွဲသားလေးလည်းလုံးလုံးထွေးထွေးဘယ်လိုပြောလုံးလုံးတစ်လေးဖြစ်စေတယ်ပေါ့နော်နေတဲ့ခါမှာသတို့ချင်းတဲ့တချောင်းချင်းလေးဖွားလေးဖြစ်စေပါတယ်နေရာလည်းဆင်ပြေပါတယ်လှလည်းလှရဲပေါ့နော်ဆိုတော့ခြေ3တက်လောက်ဆေးဖြစ်သွားတဲ့အခါမှာဆိုလို့ရှိရင်ဆိုဘာလုပ်မလဲဆိုတော့စီအိုးလေးတိတ်မှာဖြစ်ပါတယ်စီပူလေးပေါ့နော်စီပူပဲဘာမှလုပ်စရာမလိုဘူးเนาะတဲကိုအပူပေးပြီးလို့ရှိရင်စီထည့်ပြီးတော့အပူပေးလိုက်အောင်ပဲစီရောပူလေးပူပေးရမှာဖြစ်တယ်စီပူပြီးဆိုလို့ရှိရင်ဆိုတော့ခုနကအစာပလာရဲ့ခေါင်းဆုံးကိုပကံတစ်ခုထဲမှာခေါင်းဆုံးထည့်လိုက်ပါနော်ထည့်ပြီးဆိုလို့ရှိရင်အခုနောက်ကဆိုတော့စီပူပေးထားတဲ့ဟာကိုပူလောပဲဒီပေါ်လောင်းမှဖြစ်ပါတယ်ကိုကစီနည်းနည်းကြိုက်တယ်ဆိုလို့ရှိရင်နည်းနည်းလောင်းမှစီများကြိုက်တယ်ဆိုလို့ရှိရင်များလောင်းမှပေါ့နော်ဒါကိုကြိုက်နေတဲ့တလောင်းလို့ရပါတယ်ဆိုကတော့မြောက်စားဆိုတော့စီရွှေလေးကိုလောင်းထားပါတယ်ဆိုတော့စိတ်ကြိုက်တဲ့သူမလို့ပေါ့နော်စိတ်ကြိုက်တဲ့သူဆိုလို့ရှိရင်လည်းရှော့ပြီးတော့ထည့်လို့ရပါတယ်နော်အလုံးပြထားပြီဆိုလို့ရှိရင်တော့ဒီတဲ့ကိုခောက်ဆွဲပလေးထည့်ပေးမှာဖြစ်ပါတယ်ခောက်ဆွဲပလေးထည့်ပြီးတော့တေချာလေးတပလေးပေါ့နော်တေချာလေးဆိုပြီးတော့နေတိုင်းမယ်ဆိုလို့ရှိရင်တော့ရပါတယ်ဆိုကတော့လည်းအမြင်သုံးပါတယ်ဒီလိုလည်းဆိုလက်သေးရှိရပေါ့နော်ဒါကတော့အမြင်တန်ရှင်းမှာအဲ့တိုင်းပဲလက်ရည်နဲ့ဆိုပို့ပြီးတော့နေရအဆင်ပြေပါတော့ရုပ်တည်လည်းမဆက်တော့ပါဘူးဒါလေးသေချာနှက်လိုက်နှောင်းနေလိုက်မှဆိုရင်တော့ရန်ကုန်မှာစကောင်းနေ10မိနစ်တွင်ရတဲ့ခောက်ဆွဲလေးရပြီဖြစ်ပါတယ်ဒါကိုညဘက်ပိုက်ဆိုင်ပဲဖြစ်ဖြစ်အလုံးအားတဲ့အချိန်မှာပဲဖြစ်ဖြစ်တုတ်စားလို့ရပါတယ်တကယ်ချင်းတွေပိုင်းအသေးတွေပိုင်းအင်းလာလို့ရှိရင်လည်းအဲ့ဒါတခုပဲတုတ်ပေးလို့ရပါတယ်ပေါ့နော်ခောက်ဆွဲတစ်မျိုးရဲ့ရှိုံနဲ့တုတ်စားလို့ရဖြစ်ပါတယ်ဒါတကယ်ပဲ1000နဲ့ကုန်တာပေါ့နော်ခောက်ဆွဲထုတ်က900ဖြစ်ပါတယ်ခောက်ဆွဲထုတ်900ဆိုလို့ရှိရင်စရုတငယ်ချင်းရနေစားလို့ရပါတယ်တကယ်ချင်းတို့ကစားပုတ်တယ်ဆိုရင်တော့တနိုင်ပါနော်အဲ့လိုမျိုးဒါလည်းပကံရတယ်ပေါ့နော်တော်လေးလည်းမွေးပါတယ်တော်လေးလည်းစားလို့ကောင်းပါတယ်ပေါ့နော်ဒါလေးကိုခောက်ဆွဲ900ပေါ့နော်ငိုတီးစိမ့်နဲ့ကျန်တဲ့အစာပလာအကုန်လုံးကို300နဲ့တွက်လိုက်မယ်ပေါ့နော်အစာပလာတွေကဘယ်လောက်မှလည်းကုန်တာမဟုတ်ဘူးပေါ့နော်နှမ်းဆိုလည်းဘယ်လောက်အများကြီးထည့်ရတာမဟုတ်ဘူးနည်းနည်းမဆိုရင်လည်းကိုကြိုက်တဲ့လောက်ပဲထည့်လို့ရအောင်ရုပ်စိမ့်ဆိုရင်လည်းစုပ်တောင်3000နဲ့ပဲထည့်ထားတာပေါ့နော်အများကြီးထည့်ထားမှာမဟုတ်ဘူးကိုကြိုက်တဲ့ပုံမတည်ပြီးထည့်လို့ရတယ်ငရုတ်သီးကိုကြိုက်လို့လည်းနည်းနည်းလေးပေါ့နော်အကုန်လုံးကတူလီမူလီလောက်ပဲထည့်ရတာဖြစ်တယ်ပေါ့နော်အခြားတော့300နဲ့ပဲဆိုတွက်လိုက်တာပေါ့နော်ဒီတူလီမူလီကုန်လုံးက300နောက်ပြီးလို့ရှိရင်ခါဆိုတော့900နှစ်ခုပေါင်းမှ1000ပဲကုန်တယ်ပေါ့နော်ဈေးဘု1000နဲ့ကောင်းလေးအချိန်တိုတွင်းမှာစားလို့ရခောက်ဆွဲတူလေးရရွဖြစ်ပါတယ်ဒါကတော့ဆိုတော့တကယ်ချင်းနေပေါ့နော်အပြင်သွားကန်ဒီလေးမှာအလွယ်တကူစားလို့ရတဲ့ခောက်ဆွဲတူလေးကတိဆွဲနေဖြစ်ပါတယ်မြင်မြင်စမ်းစမ်းနေပေါ့နော်ဟိုဘက်မှာလည်း
ချိန်ထားတာလေးတခုရှိလို့ပေါ့နော်သူတို့ကလည်းစောင့်နေဖြစ်တဲ့အတွက်မြန်ဆန်နေဖြစ်ပါတယ်တော်တော်လေးစားတော့ကောင်းတယ်ပေါ့သူကတော့အခုမှစပူတာပါရမ်းကြိုက်ပါတယ်တဲ့လောက်ကြည့်လိုက်တာပေါ့နော်တော်လေးကြိုက်မှာပေါ့သူကမှုရတယ်လေမှုရဘာစိတ်နဲ့မှမနှံ့ဘူးသူကဘာဖြစ်လဲဆိုတော့အကုန်လုံးကစီနဲ့စီပူလောင်းလိုက်တဲ့ဖြစ်တဲ့အတွက်မှုရအနံ့မဲ့ထွက်လာတာတော်မှုရနဲ့နှံ့မနှံ့ရင်ငိုသီးစိမ့်ရဲ့အနံ့ရဲ့ဒါဆိုရှင်သူကနှံ့ရဲ့နောက်ပြီးတော့ဗာလဲငရုတ်ကောင်းမထည့်ထားဆိုကြပိုးပြီးမှုရဒါလိုရနှမ်းလေးရလဲဝမ်းပြီးတိုင်းဖောက်စီနဲ့တစားတာတော်လေးမိုက်တယ်ပေါ့နော်အခုတော့ဆိုကအရောင်တင်မုတ်ထည့်မထားဘူးပေါ့နော်အရင်ခိုင်တော့ထည့်သေးလားထည့်တော့ရောင်တင်မုတ်လေးပိုင်းတော့အရောင်လေးကပိုလှတာပေါ့နော်ငါရှင်လို့လည်းရောင်တင်မုတ်လေးကြိုင်တော့ထည့်လို့ရပါတယ်ထွန်းကြည့်ပါတော်လေးလဲစားလို့ကောင်းပါတယ်ဘာချက်လက်ချွေတာဖြစ်ပါတယ်ဆိုလို့ဆောင်းမန်းတဲ့နေ့တော့ပို့ပြီးတော့အဆင်ပြေတာဖြစ်ပါတယ်ကျေးဇူးများတင်ပါတယ်ဒီကလို့ဆိုရဗီဒီယိုလေးကိုကျွန်တော်တက်တဲ့ဆိုရင် like and subscribe လေးလုပ်ခဲ့ပေးပါ share လေးလုပ်ခဲ့ပေးပြီးပြင်ကိုညီပေးပါလို့ပြောပြရစီရှင်